အခုလိုလိုရက်တွေကြောင့်ဆိုရှယ်မီဒီယာမှာလူပြောများနေတဲ့ပိုင်တကွန်ရဲ့မိခင်ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ပိုင်တကွန်ရဲ့မိခင်အနေကျိုကအရင်ကတော့သားသမီးလောက်စာပဲထိုင်စားခဲ့ပြီးမြဲတကယ်တမ်းတော့ပိုင်ဆိုင်မှုတွေအများကြီးရှိတဲ့ချမ်းသာသူတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်မလို့လေပိုင်တကွန်ရဲ့အိမ်မှာနေထိုင်ခွင့်မရတော့ပဲထွက်လာခဲ့ရပြီးတဲ့နောက်ပိုင်းကိုပိုင်တိုင်ရင်အသေးကြီးကိုတိတ်တိတ်ကလေးတီးဆောင်နေတာဖြစ်ပါတယ်။တချို့တွေကတော့အနေကျူနဲ့တခြားမိသားစုဝင်တွေကပိုင်တကွန်ကိုအမိပြုပြီးပိုင်တကွန်ပြီးမှကမ်းမစားရတယ်လို့ထင်နေကြတာပါ။ဒါပေမဲ့အနီကျူနဲ့သားသမီးတွေကပိုင်တကွန်ကိုမမီရင်တော့မှလုံးဝအထင်သေးစရာအကြောင်းမရှိပါဘူး။ပိုင်တကွန်နဲ့ပြဿနာတွေတက်ခဲ့ပြီးမိဘအပေါ်မှာစော်ကားပြောဆိုခဲ့တဲ့လောက်ရတွေကိုတိမခံနိုင်တော့တာကြောင့်အနီကျူကပြတ်သားစွာနဲ့အမွေဖြတ်ခဲ့ပါတယ်။မိမရပြီးမှကိုယ့်ရဲ့မိဘဆွေမျိုးတွေအပေါ်အချိုးပြောင်းသွားတယ်ဆိုတာလုံးဝကိုမဖြစ်သင့်ပါဘူး။ဒါကြောင့်မိခင်မာနာရှိတဲ့အနီကျူကပိုင်တကွန်ကိုတားဖြစ်ကနေဆွန်လွန်လိုက်ပြီးပိုင်တကွန်စီကထောက်ပံ့ကြေးတွေလည်းလုံးဝမယူတော့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုအမွေဖြတ်တဲ့အကြောင်းကိုသိမကြခင်ကမှအတီးပေးခဲ့ပြီးမြဲတကယ်တော့အနီကျူကအရင်ကတည်းကပိုင်တကွန်နဲ့ခွဲထွက်ပြီးနေဖို့အတွက်တိုက်အိမ်ကြီးကိုတိတ်တိတ်ကလေးတီးဆောင်နေတာပါ။အခုဆိုရင်အင်မတန်ကြီးကျယ်ခမ်းနားတဲ့တိုက်အိမ်ကြီးကိုဆောက်လုပ်ပြီးဖြစ်လို့အိမ်သက်တပ်ပွဲကြီးကိုကျင်းပပြုလုပ်ပြီးတခြားသားသမီးတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်တော့မယ်လို့ဆိုပါတယ်။ပိုင်တကွန်လောက်တော့ငွေကြေးချမ်းသာမှုမရှိပေမဲ့မိဘအပေါ်မှာတိတက်လိမ်မာတဲ့သားသမီးတွေနဲ့ပဲအနီကျူကဘဝနေဝင်ခြင်းတွေမှာအေးဆေးဆေးဖြတ်တန်းတော့မှာပါ။ပိုင်တကွန်ကတော့မိမယူပြီးသူမွေးထားတဲ့အကောင်လေးတွေနဲ့နေကျင်တယ်လို့နေဆိုပြီးအနီကျူကပြတ်သားခဲ့ပြီးဖြစ်ပါတယ်။ပိုင်တကွန်အနေနဲ့ဘလောက်ပဲတိမ်တောင်းချီတန်းအင်ကြီးကိုဝယ်ပြီးပါစေ။အနီကျူကတော့စိတ်ချမ်းသာမှုကိုပို့ပြီးလိုချင်တာပါ။ဒါကြောင့်ချွေးမမျက်နှာကြည့်နေရမယ့်အဖြစ်မျိုးအဖြစ်မခံနိုင်ပဲမိသားစုစည်းရင်းကနေတရားဝင်ထုတ်ပေးခဲ့တာပဲဖြစ်ပါတယ်။တခြားသားသမီးတွေကလည်းသူ့ရည်ချင်တဲ့သူအနုပညာလောကမှာအောင်မြင်နေကြတာပါ။သားသမီးအများကြီးမွေးထားတာဖြစ်လို့ပိုင်တကွန်စီကဘေကန္နာတွေကိုပဲမျှော်နေစရာမလိုပါဘူး။ဒီလိုပြတ်သားတဲ့အဆုံးဖြတ်ချက်တွေနဲ့မာနကိုထိပါမခံနိုင်တာကြောင့်အနီကျူကတော့ကိုပိုင်အင်ကြီးတိဆောက်ပြီးတခြားသားသမီးတွေနဲ့ပဲနေထိုင်ဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ပိုင်တကွန်ကတော့မိခင်တယောက်လုံးအခုလိုတွေခံစားနေရတာတော့မှသူချစ်လို့ယူထားတဲ့ဇနီးတဲ့တတိသမီးနဲ့ပဲပျော်ပျော်ရွှင်ရွှင်နေထိုင်နေပါတယ်။တကယ်ဆိုရင်အရင်ကအရန်ချစ်ခဲ့ကြတဲ့ပိုင်တကွန်တို့သားမိကမိမရပြီးတဲ့နောက်ပိုင်းမှာသာဂျားလူဝင်လာတာကြောင့်အခုလိုတွေဝေးကွာသွားခဲ့ရတာပါ။အရင်ကဆိုရင်ပိုင်တကွန်ကလည်းမိဘကိုအရန်တည်တတ်တယ်လို့မိခင်ကြီးကလည်းပိုင်တကွန်ကိုအချစ်ဆုံးပဲဖြစ်ပါတယ်။အခုတော့အရာအလုံးနောက်ကျသွားခဲ့ပြီဖြစ်လို့ပိုင်တကွန်လည်းမိခင်နဲ့ပြန်ဆင်ပြေပြီးမိသားစုစည်းရင်းနဲ့ပြန်ဝင်မှုမဖြစ်နိုင်တော့ပါဘူး။ဘလို့ပဲဖြစ်နေနေမိဘဆိုတာကအစားထိုးမရသူတွေဖြစ်လို့ပိုင်တကွန်ရဲ့ရွေးချယ်မှုကမားတယ်လို့ပြောလို့ရပါတယ်။အနင်းကျူကတော့မားဘက်လိုက်မိုက်ဘက်ပါသွားတဲ့သားကိုအပီးတိုင်ဆုံးလို့ပြီးလိမ်မာတဲ့သားသမီးလေးတွေနဲ့ပျော်ရွှင်နေပါပြီ။ကျန်တဲ့သားသမီးတွေနဲ့တိုက်အသက်ကြီးမှာစီစီလုံးလုံးပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတဲ့အနင်းကျူတို့မိသားစုကြီးကိုဒီထက်မကပျော်ရွှင်စေဖို့ကောမန့်မှာဆူတောင်းပေးသွားခဲ့ကြပါအောင်ရှင်။